စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂအနေနဲ့အသိမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံလူ့ခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အန်ဒရူးကပြီးခဲ့တဲ့ဇွန်25ရက်ကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့59ကြိမ်မြောက်အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာအလိမ်ညာဟန်ဆောင်မှုသာဖြစ်ပြီးအာဏာရှင်စနစ်ကိုတရားဝင်ဖြစ်လာဖို့လှုံ့ဆော်နေတဲ့ဂျိုးပန်ကျန်လို့ထောက်ပြပြောဆိုထားပါတယ်။ Let me note, as I have in the past, that the junta needs three things. အရင်ကျွန်တော်ပြောခဲ့သလိုပဲစစ်ကောင်စီဟာရပ်တည်နိုင်ဖို့အတွက်အဓိကအချက်၃ချက်လိုအပ်နေတယ်ဆိုတာထပ်ပြီးပြောကြားလိုပါတယ်။အဲ့ဒါတွေကတော့ငွေကြေးလက်နက်နဲ့တရားဝင်မှုတို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာမြန်မာပြည်သူတွေကိုကူညီထောက်ပံ့ဖို့အတွက်စစ်ကောင်စီကိုဒီ၃မျိုးလုံးမရရှိအောင်ဖျက်တောက်ခြင်းအပြင်ပိုပြီးလှုံ့ဆော်ကြရပါမယ်။ဒီနှစ်မှာတော့စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့အမိခံရွေးကောက်ပွဲကိုအတိအမှတ်မပြုခြင်းအပြင်အဲ့လိုလှုပ်ဆောင်ဖို့အခွင့်အလမ်းနဲ့တာဝန်ကျွန်တော်တို့မှာရှိနေပါတယ်။အဲ့ဒီရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုကျွန်တော်ကတော့တန်တရားဖြစ်ပွဲသဘောနဲ့သုံးနှုန်းလိုပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဒီလောက်ရက်ကိုသူ့ရဲ့အမှန်တရားအတိုင်းဟန်ပြဇလန်သက်သက်နဲ့လိမ်လည်မှုတစ်ခုအဖြစ်ရှုံချပြောဆိုသင့်ပါတယ်။စစ်ကောင်စီဟာလက်ရှိမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီး2025နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်ထားပါတယ်။စစ်ကောင်စီကိုကြောတောက်နောက်ခံကူညီပြုနေတဲ့နိုင်ငံတွေဖြစ်ကြတဲ့တရုတ်နဲ့ရုရှားအပါအဝင်အိန္ဒိယနိုင်ငံတွေနဲ့တန်တမန်ခင်းကျင်းရထိတွေ့ဆက်ဆံတာစစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့ငြိမ်းချမ်းရေးပွဲစားတွေစစ်ကောင်စီလက်အောက်မှာရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးသမားတွေအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲဖြစ်မြောက်လာဖို့ကူညီပံ့ပိုးမှုတွေပြုလုပ်နေပြီးနိုင်ငံတကာရဲ့အသိမှတ်ပြုတရားဝင်မှုရရှိရေးကြိုးပမ်းနေကြပါတယ်။ဒါပေမဲ့အာဆီယံနဲ့ကုလသမဂ္ဂကတော့လက်ရှိအခင်းအကျင်းမှာစစ်ကောင်စီရွေးကောက်ပွဲကျင်းပမှာကိုလက်မခံသလိုဒီရွေးကောက်ပွဲဟာပုံမှုရှုပ်ထွေးစေမဲ့မြမအခင်းကျင်းကိုသာဦးတည်နေတယ်လို့လည်းဆိုပါတယ်။နိုင်ငံတော်ဝင်ကိုပေးပို့နိုင်မှုလက်ခံတာနဲ့အားလုံးပါဝင်လက်ခံတဲ့စကားဝိုင်းဆွေးနွေးပွဲတွေကနေသာနိုင်ငံရေးထွက်ပေါက်ရှာတဲ့နယ်လို့ထောက်ပြနေကြပါတယ်။